ဒီသက်ပင်အလော fresh ဖြစ်တယ်နော်ဒီတကောင်သေသွားပြီတဖြည်းဖြည်းနဲ့သေသွားတယ်ဒီအပင်ကလေတွေ့ရဒီမှာလေပလိတ်တွေတူးထားတဲ့အဲ့ဒီအကွက်ဒီမှာအရာနဲ့နော်ဆိုတော့သူ့ရဲ့အောက်မှာပြတ်သွားတဲ့ဟာပြတ်ထားတဲ့ဟာလေးကဘယ်လောက်ရှိလဲဟိုမှာဖြူရောင်လေးထဲမှာကြည့်လိုက်ဒီမှာတော့တက်ပေအောက်မှာလေးပါရှိလေဒီအပင်သေသွားရလားအောင်ကားလာနေတယ်ကျုပ်ဟိုဘက်ကိုကူးပြီးသွားပြန်ဒီအပင်သေသွားရလားအောင်ဘာအဲ့ဒီမှာပါရှိလဲနော်ဟာတကယ်ရက်စက်တဲ့သေသွားတာကြည်စမ်းဆိုတော့ဒီနေရာမှာဘာရှိလဲဒီမှာဒီဟာလေးတစ်ခုတွေ့ဒီမှာပလိတ်တွေတူးစားထားတာလေးတူးထားတယ်တူးပြီးတော့အဲ့ဒါလေးလောက်သွားတယ်ဒီမှာအဲ့ဒါလေးတစ်ခုဟာဒီကောင်လေးတစ်ခုဟာတအားအလုံးလုံးနေတာလေအဲ့ဒီကောင်လေးဒီကောင်ကလွတ်ထုတ်နေတဲ့အငွေ့ဟာကားထဲမှာနေတဲ့လူကလည်းခေါင်းတအားကြိုက်တယ်အဲ့လိုမျိုးနော်တညလုံးဒင်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 းနဲ့ဆောက်တာဒီကောင်အဲ့ဒါကိုပြောတာလေ तू ကနေလွတ်ထုတ်တဲ့အငွေ့ဒီကောင်ကဖြစ်တာလေဆိုတော့ဒီကောင်ကဖြစ်တယ်ဆိုတော့အကွာဝေးဘယ်လောက်ရှိလဲကြည့်တွေ့လားဆိုတော့တဂိုက်လောက်ရှိတယ်နော်3ပေဆိုတော့သူပတ်လေအလုံးမှာဒီအပယ်ကတည်သွားတော့တာပဲဆိုတော့ဒီလောက်အကွာဝေးရှိတဲ့ဟာလေးမှာတည်သွားတယ်ဒီကောင်ကအလုံးလောက်တာဒီကောင်ဖြစ်တာဒီကောင်တည်သွားတယ်အကွာဝေးအဲ့ဒါလောက်ပဲရှိတာလေဒီနားမှာရက်တဲ့ဒီတကွဲမှာရက်တဲ့ကားမှန်တမျှဟာလုံးဝမခံနိုင်ဘူးဆိုတော့တက်ပယ်လည်းတည်တယ်တက်ပယ်ပါတည်သွားတယ်ဆိုတာပဲဖြစ်တယ်တည်ပါပြီဒီတက်ပယ်ဆိုတော့ဒီတက်ပယ်တည်သွားတာရိုးရိုးတည်တာတော့မဟုတ်ဒီကောင်ကြောင့်ဖြစ်တယ်ဒီကောင်အဲ့လိုမျိုးနော်ဒီလောက်ပဲကွာတာလေဒီပယ်တည်သွားရောဟိုဘက်ပဲ fresh ဒီကောင်နည်းနည်းလေးထိတယ်ဟဲ့လားဒီကောင်ဆို fresh တွေ့လားဒီကောင်ဆိုကြည့်နော်ဒီမှာလိတ်သွားပြီဒီကောင်ကကြာလိတ်သွားပြီတည်သွားတာနော်ဒီမှာတွေ့လားဒီဟာကဖြစ်တာလေအဲ့ဒါလေချာနိုဘူးလို့အလုပ်လုပ်တာလေကားထဲမှာဆိုရင်လည်းအငွေ့တွေတအားပြတ်တယ်နေတဲ့လူကလည်းတအားကြိုက်တယ်ခေါင်းတွေကြိုက်ပြီးဒိတ်နှလုံးလည်းတအားခုန်တယ်သူကဖြစ်တာဒီမှာလေဒီကောင်ကလွတ်ထုတ်နေတာလေဒီကောင်ကလွတ်ထုတ်တာဆိုတော့ကားအောက်မှာရှိတဲ့တိုက်ကီတို့တန်တို့နဲ့အလုပ်လုပ်တာပေါ့နော်ဆိုတော့သူကဘာလဲဆိုတော့တယံဇာတမြေအောက်တယံဇာတပစ္စည်းလေးအဲ့ဒါလေးကျုပ်ကြိုက်ထားတာ